လိုင်းပေါ်မှာအခုတလောနာမည်ကြီးနေတဲ့အမဲစီစိန်ချက်စီစိန်လေးတွေလှုပ်ရှားနေတာတွေ့တော့ကိုကအမဲသားတည်းမစားတော့ဝတ်သားစီစိန်လေးလှုပ်ရှားကြည့်ပါမယ်ရှင်ဝတ်သားအသား1 ကီလိုသုံးထားပါတယ်ရှင်ဝတ်သားလေးတွေကိုတအားလည်းမသေးတဲ့အနေလေးတွေတုံးပါတယ်ဒီအနေလေးတွေတုံးထားပါတယ်ရှင်ပြီးသွားရင်တေချာလေးရေဆေးတန့်စင်ပေးထားလိုက်ပါမယ်ပြီးရင်စနွေးမုန့်လေးနည်းနည်းထည့်ပါတယ်ရှင်ကြက်သားမုန့်လက်ဖက်ရည်စွန်းနဲ့တစုံခွဲလောက်ထည့်ပါတယ်ရှင်စားအစွန်းတစ်ဝက်ထည့်ပေးလိုက်ပါမယ်ပြီးရင်အနံ့လေးပုံမွေးအောင်ငါးမျိုးဆက်မဆလာလေးနည်းနည်းထည့်ထားပါတယ်ရှင်မရှိရင်မထည့်ရင်လည်းရပါတယ်မကြိုက်လို့ရှင်အယောင်တင်မုန့်တစုံထည့်ပါတယ်ရှင်ဒါကဂျင်းနဲ့ကြက်သွန်ဖြူအရည်လေးညှစ်ထည့်ပါမယ်ရှင်အဖက်တွေမထည့်ပါဘူးရှင်တူးသွားမှာဆိုလို့ပါစီနဲ့ပြန်စိမ့်တဲ့အခါကျရင်ပြီးရင်တေချာလေးနေပေးလိုက်ပါမယ်တမအောင်လို့နေပြီးတနားရီလောက်ထားလိုက်ပါမယ်ရှင်အရသာတွေဝင်အောင်လို့ပြီးသွားရင်သူ့ကိုလုံးပေးပါမယ်ရေမထည့်ပါဘူးရှင်သူ့မှာထွက်လာတဲ့ရေလေးတွေကိုပဲကုန်အောင်လုံးပေးလိုက်ပါမယ်ရေကလည်းတော်တော်လေးထွက်ပါတယ်ရှင်ဝတ်သားလေးတွေလုံးပေးရင်းနဲ့ရေလေးတွေလည်းခမ်းသွားပါမယ်ဒီအခြေအနေလေးစစ်သွားပါမယ်ရှင်ဒါဆိုရင်တော့ချလိုက်ပါမယ်စီစိမ်မဲ့စီကိုလည်းကျမကစုအောင်ပြန်တည်ထားလိုက်ပါတယ်ရှင်ပြီးသွားရင်စောစောအားလုံးထားတဲ့ဝတ်သားတွေကိုစီစိမ်မဲ့အိုးတွေကိုအခုလိုမျိုးလေးစီထည့်လိုက်ပါမယ်ရှင်ကိုကစောစောကလုံးထားတဲ့အိုးနဲ့ပဲစီစိမ်မဲ့ဆိုရင်အိုးတွေကတ်သွားတတ်ပါတယ်နော်အခုလိုမျိုးလေးစီပြီးသွားလို့ရှိရင်တော့စောစောကစီလေးတွေကိုလောင်းထည့်ပေးလိုက်ပါမယ်ရှင်ပြီးသွားရင်တော့အဖုံးလေးအုပ်ပြီးတော့မီးအနည်းဆုံးနဲ့တနားရီလောက်ထားပေးလိုက်ပါတယ်မီးကိုအနည်းဆုံးထားပါတယ်ရှင်ပြီးသွားရင်ခဏခဏတော့ဖွင့်ကြည့်ပါတယ်ရှင်ဖွင့်ကြည့်ပြီးတော့သူ့ကိုအိုးကတ်မှာဆိုလို့ကြည့်ပါတယ်အိုးမကတ်ပါဘူးရှင်ခဏလေးလှုပ်ပေးလိုက်ပါတယ်ဒါကတော့တနားရီလောက်အနေထားလေးပါရှင်အသားလေးတွေထဲထဲမှာနူးဣနေရောအပေါ်ကျော်လေးကလည်းမမလေးနဲ့အရသာလေးလည်းအရင်စားကောင်းပါတယ်ရှင်နူးနေရောကျေးဇူးပါရှင်